တတိယချင်းဤမိခင်တို့ Happy birthday စုမေမေအနည်း80ပြည့်မြောက်မွေးနေ့ရောက်ခဲ့ပြီမေ့ပြောက်လို့မရတတိတရားရှိလျက်ပါစုမေမေပြည်သူတွေလွတ်လပ်စီစေတနာအတင်ချိန်နဲ့နိုင်ငံအတွက်စိတ်နဲ့ဒီမိုကရေစီရေးအတွက်လူစွန့်ခဲ့အပြင်မှာနေရတဲ့နှစ်တွေမှာတိုင်းပြည်နေတာတယ်အထဲမှာနေရတဲ့နှစ်တွေမှာတိုင်းပြည်ကဝေဒနာတယ်ဒီမိုကရေစီရတဲ့နားနှစ်မှာဒီပွင့်မီစာအကိုက်အခက်ဟူသည်မြအပြိုင်ပွင့်ဝင်ရတတိယလိုက်တာတိုင်းပြည်ရဲ့မိမိရဲ့အခုတော့လူငယ်လေးတွေအစုပ်လိုက်အခိုင်လိုက်သမိုင်းဆိုတော့ပခုံးပြောင်းတာဝန်ယူနေကြပြီပေါ့ဒီတွေဦးဟာထူးတော့မှာပါမေမေကျမ်းမှာပါစေစုမေမေနန်းရိပ်မျိုး